အားလုံးပဲမင်္ဂလာပါ5မိနစ်အတွင်းမှာမန္တလေးမြို့ရဲ့အထင်ကြီးတွေကိုကျွန်တော်ရဲ့ channel နဲ့အတူတွားရောက်လေ့လာကြရအောင်ပထမဦးဆုံးကျွန်တော်အိမ်နဲ့အနီးဆုံးဖြစ်တဲ့ရွှေချင်းမြင်ဘုရားကိုတွားရောက်ဖူးပါမယ်ရွှေကြီးမြင်ဘုရားကိုရောက်ပါပြီ။ကဲဘုရားမှာလူရစုတွေတောင်းကြရအောင်။ဘုရားဖူးပြီးရင်မန္တလေးမြို့ရဲ့တဘာဝရှုခင်းတွေကိုတွားရောက်လေ့လာကြမယ်။တဘာဝအလှတရားလေးတွေနဲ့ရန်ကိုစိတ်ကြည်နေကြရကောင်းပါတယ်ဒီမန္တလေးကျုံတောင်ကနေမြင်နေရတာတော့မန္တလေးတောင်ကြီးပါပြီးရင်ကျွန်တော်တို့မန္တလေးတောင်ကိုသွားကြမယ်ဒီတောင်တန်းကြီးတွေကလည်းနှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်မန္တလေးတောင်ကိုမရောက်ခင်မန္တလေးကြောက်တော်ကြီးကိုဝေဖူးကြရအောင်ကြောက်တော်ကြီးရမှာလဲမိတ်ဆွေတို့နဲ့လူရစုတောင်းပေးကြမယ်နော်ဘုရားဖူးပြီးသွားရင်မန္တလေးတောင်ကိုဆက်သွားကြမယ်မန္တလေးတောင်ခြေမှာလည်းအလွန်အင်ပြန်ကြီးလွန်းလာတဲ့ချင်းသိန်းတစ်ကောင်လည်းရှိပါတယ်ဒါကတော့မန္တလေးတောင်ခြေနဲ့မလန်မကန်းမှာရှိတဲ့မကျူဝါဟိုတယ်ပါဒီဟိုတယ်အဖြစ်နိုင်ငံခြားခီးသွားဧည့်သည်တွေလေးလာခီးတွေ့တဲ့အခါမှာစိတ်အပန်းဖြေအနားယူတဲ့မန္တလေးမြို့ရဲ့အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ဟိုတယ်ကြီးလည်းဖြစ်ပါတယ်ရတနာဘုံတိလိษံဝင်းကိုဆက်သွားကြမယ်ရောက်ပါပြီနောက်ထပ်မိတ်ဆွေတို့နဲ့အတူရွှေမန်းတောင်ကောက်ကင်းကိုခီးဆက်ကြမယ်ရွှေမန်းတောင်ကောက်ကွင်းကိုရောက်ပါပြီပြီးရင်သမိုင်းဝင်တကူကြီးဇေဒီဖျားတွေအများကြီးရှိတဲ့ကုသိုလ်တော်ဖျားကိုတွားဖူးကြပါမယ်ကုသိုလ်တော်ဖျားကိုရောက်ပါပြီဖျားဖူးရင်မိတ်ဆွေတို့လိုရစုကိုတောင်းလို့ရပါတယ်ကြိုင်လိုက်တော့တဲ့ပြန်ချူကြည်ပြူဒီပွဲစင်ရခဲ့တဲ့သူမပြူပြူလလန်းကစင်ယူမဟန်ရရင်တမှုနန်းဆန်နဲ့ပြူပြူဒီနာကချိုးဆောင်ရွှေချောင်းကြီးကိုလည်းခဏဝင်ပြီးလေ့လာခဲ့ကြရအောင်အောင်တော်မူဖျားမှာလည်းမိတ်ဆွေတို့ဖျားဖူးရင်လိုရစုကိုတောင်းလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ငယ်ငယ်ကတက်ခဲ့တဲ့မန္တလေးတက္ကသိုလ်ဖြစ်ပါတယ်မန္တလေးတက္ကသိုလ်နဲ့နှီးတဲ့တကိုးကြီးမဟာမြတ်မုနီဖျားကိုတွားရောက်ဖူးပါမယ်မဟာမြတ်မုနီဖျားကိုရောက်ပါပြီဖျားဖူးတဲ့သူတွေလည်း
ညပြလှပါတယ်မိတ်ဆွေတို့လည်းတရားပူပြီးလိုရာစုကိုတောင်းခဲ့ကြပါတမန်ဝင်ကျေးရုပ်ပြတိုက်တွေလည်းရှိပါတယ်ပြီးတော့တမန်ဝင်ပကြီးပြကန်းတွေကိုလည်းတွားရောက်လေ့လာကြရအောင်ကုသိုလ်ဖြစ်တဲ့အားသာလေးတွေလည်းကျွေးလို့ရပါတယ်ဒါကတော့မန္တလေးကန်တော်ကြီးကရဝိတ်ဖောင်းတော်ပါဒါကတော့ကန်တော်ကြီးထဲမှာရှိတဲ့ကုဖို့ကျွန်းဆိုတဲ့စားသောက်ဆိုင်ဝန်ဆောင်မှုအများဆုံးပေးနိုင်တဲ့အတွက်ကြောင့်ဒီမှာလည်းဝင်ရောက်ပန်းဖြေလို့ရပါတယ်နောက်ဆုံးနိုင်စဉ်နဲ့ဈေးချိုကိုဖြတ်ပြီးကစားကွင်းတွေအများကြီးရှိတဲ့မြို့တော်ဥယျာဉ်ကိုကျွန်တော်တို့သွားကြပါမယ်မိတ်ဆွေတို့လည်းကျွန်တော် channel နဲ့အတူတွားရောက်လက်ပတ်ခဲ့တာစိတ်ကျေနပ်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဘလိုမျိုးအသစ်ဆန်းလေးတွေနဲ့ဘလိုမျိုးဘ ഹു တုဒလေးတွေကိုကျွန်တော် channel နဲ့အတူတွားရောက်လေ့လာကြရအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်